ဒီလိုတင်ကမနေ့ကမှနေနိုးလာတဲ့အခါမှာအိတ်ချင်းတို့ခံစားရတယ် energy မရှိသလိုခံစားရတယ်ညအိတ်တဲ့အချိန်တွေမှာဆိုရင်လည်းလူကပင်ပန်းနေပြီအိတ်ချင်းနေပြီဒါပေမဲ့ကိုရီးရဲ့စိတ်ကိုရီးရဲ့မျက်လုံးကမိတ်ချင်းသေးဘူး energy ရှိနေလို့ခံစားရတယ်ဘာကြောင့်လဲဒီဗီဒီယိုမှာကျွန်တော်အိမ်နဲ့ပတ်သက်ပြီးတော့ဆက်ဆက်နေတဲ့အလင်းရောင်အစားအစာနောက်ဆုံး routine နဲ့ပတ်သက်ပြီးတော့ရှင်းပြပြပေးသွားဖြစ်ပါတယ်ဆိုတော့စလိုက်ရအောင်ဆိုတော့ပထမဆုံးအလင်းရောင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာ retinal ganglion cells ဆိုတဲ့ cell မျိုးစားတစ်ခုရှိတယ်။သူကဘာလို့ပေးလဲဆိုရင်သူကအပြင်ပန်းကအလင်းရောင်တွေပြင်ပန်းမှာရှိတဲ့အလင်းရောင်ဒါမှမဟုတ်ကျွန်တော်ရဲ့အခန်းထဲမှာရှိတဲ့အလင်းရောင်တွေကိုသူကချိန်ခိုက်ပြီးတယ်ကျွန်တော်ခန္ဓာကိုယ်ချိန်ခိုက်ပြီးတော့သူကဆုပ်ယူပြီးတယ်။အဲ့ဒီမှာတစ်ဆင့်သူကအဲ့ဒီ signal ကိုဘယ်သူသွားပေးလဲဆိုရင် actin ဆိုတဲ့ cell မျိုးစားတစ်ခုကိုသူက signal သွားပေးတယ်။အဲ့ဒီ cell ကဘာလို့ပေးလဲဆိုတော့ကျွန်တော်တို့ရဲ့အလင်းရောင်ပုံမူတည်ပြီးကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ body cells တွေဒီကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဒီအလင်းရောင်နဲ့ပတ်သက်တဲ့ cells တွေကိုသူက system ပြောရင် system ကိုသူကအလုပ်လုပ်ပေးတယ်ပြောရင်နှိုးဆော်ပေးတယ်ဥပမာကျွန်တော်မနက်ခင်းနိုးလာတယ်အပြင်ထွက်လာတဲ့အခါမှာကျွန်တော်နိုးလာပြီးချက်ချင်းအပြင်ထွက်လာတဲ့အခါမှာကျွန်တော်အလင်းရောင်ရရှိတယ်အလင်းရောင်နေရှိတယ်ဘာလို့ဆိုမနက်ခင်းမှာနေအောင်ရှိတော့အလင်းရောင်ရရှိတယ်အဲ့ဒီမှာတစ်စင်ဒီခုနကကျွန်တော်ပြောရဲ SCM cell ကအလင်းရောင်ကို signal လုပ်တဲ့အခါမှာ detect ဖြစ်သွားတဲ့အခါမှာရိပ်မိသွားတဲ့အခါမှာကျွန်တော်ရဲ့ခန္ဓာကိုယ်ရဲ့ body မျိုးစားပေါ်မှာကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ body cells ပေါ်မှာဒီပြီးတော့သူကပြန်ပြီးတော့အလုပ်လုပ်ပေးတယ်။ဥပမာမနေ့ကမှအလင်းရောက်ရှိတဲ့အခါမှာသူကကျွန်တော်ရဲ့ခန္ဓာကိုယ် active ဖြစ်ပေးတယ်။ကျွန်တော်နိုးကြွလာစေတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ပြောရရင် active ဖြစ်လာစေတယ်။အဲ့ဒါနဲ့ပြောင်းပြန်ညရောက်သွားတဲ့အခါမှာအလင်းရောက်မရှိတော့တဲ့အခါမှာဒီ SCM cell ကအလင်းရောက်မရှိတော့ဘူး။နေအောင်ကြီးမရှိတော့ဘူးလို့သူက detect လုပ်မိတယ်ချိန်ခိုင်းခဲ့တဲ့အခါမှာကျွန်တော်ရဲ့ခန္ဓာကိုယ် body cells တွေကိုသူကဝိုင်းတော့ဖြစ်သွားတယ်။ဘာလို့လဲဆိုရင်ညောင်ကြီးမရှိတော့ဘူးအလင်းရောင်မရှိတော့ဘူးဒါဒီခန္ဓာကိုယ်က relax ဖြစ်စီရတော့မယ်ဝိုင်းတော့ဖြစ်စီရတော့မယ်ဆိုပြီးတော့သူကအဲ့ဒီအလင်းရောင်ပုံမူတည်ပြီးတော့သူကအလုပ်လုပ်တယ် SCM cell ကအဲ့တော့ကျွန်တော်အဲ့ဒီပုံမူတည်ပြီးတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အိမ်ကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဘယ်လိုမျိုးလုပ်လို့ရမလဲဘယ်လိုမျိုးအသုံးချလို့ရမလဲဆိုရင်မနက်ခင်းပိုင်းနိုးလာပြီဆိုရင်ချက်ချင်းဘာမှမလုပ်ဘဲနဲ့အပြင်ထွက်နေအောင်ကြီးအောက်မှာ10မိနစ်ကနေ15မိနစ်အောက်မှာ10မိနစ်ကနေ15မိနစ်ကြာမှသွားပြီးနေလို့ရတယ်။အဲ့လိုမှမဟုတ်ဘူးအပြင်ထွက်ပြီးတော့လမ်းလျှောက်ရင်လျှောက်လို့ရတယ်။ exercise လုပ်ရင်လုပ်လို့ရတယ်။အဲ့လိုမှမထွက်ချင်တော့မှ warner ရှိရလို့ဆို warner ထွက်ပြီးတော့နေအောင်ကြီးအောက်မှာ10မိနစ်ကနေ15မိနစ်ကြာထိုင်ပြီးလို့ရတယ်နေပြီးလို့ရတယ်။ပြီးသွားရင်မနက်ခင်းမှပြီးသွားရင်ညရောက်သွားတဲ့အခါမှာကျွန်တော်တို့တွေနေမဝင်ခင်မှာ10မိနစ်နဲ့15မိနစ်ကျွန်တော်မနက်ကလိုပဲလမ်းသွားလျှောက်လို့ရတယ်။ stretching လုပ်လို့ရတယ်အဲ့လိုမှမဟုတ်လဲ warner မှာ balcony မှာသွားပြီးတော့ခဏ10မိနစ်နဲ့15မိနစ်သွားထိုင်လို့ရတယ်အဲ့ဒါဘာလို့ပေးလဲဆိုရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုအချက်ပေးတယ်မနက်ခင်းပိုင်းနိုးလာပြီးနေအောင်ရှိပြီဆိုရင် okay active ဖြစ်ရတော့မယ် energy ရှိပြီနောက် active ဖြစ်ရတော့မယ်နောက်တွေထားရတော့မယ် movement လုပ်ရတော့မယ်ဆိုပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်အချက်ပေးလိုက်တယ်အဲ့ဒါနဲ့ပြောင်းပြန်ညရောက်သွားတဲ့အခါမှာကျွန်တော်တို့ဒီ sunset မတိုင်ခင်မှာ10မိနစ်15မိနစ်မှာသွားပြီးနေတဲ့အခါမှာနေအောင်မရှိတော့ဘူး okay ခန္ဓာကိုယ်အနားပေးရတော့မယ်အေးရတော့မယ်ဆိုပြီးတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်အချက်ပေးလိုက်တယ်အဲ့တော့အဲ့ဒီမှာမူတည်ပြီးတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာရှိရဲ့ circadian rhythm ဆိုတဲ့ဟာကိုကျွန်တော်တို့ကချိန်ခိုင်းလို့ရတယ် circadian rhythm ကဘာလဲလို့မသိတဲ့လူတွေအနေနဲ့ online မှာသွားရှင်းလို့ရတယ်သူကကျွန်တော်ရဲ့ခန္ဓာကိုယ်ရဲ့အလင်းရောင်ကိုချိန်ခိုက်တာကိုမူတည်ပြီးတော့ကျွန်တော်ရဲ့ energy အတက်အကျကိုသူကပြန်ပြန်ချိန်ခိုက်ပေးတယ် circadian rhythm ကဆိုတော့ပထမဆုံးအလင်းရောင်မနက်ခင်းပိုင်းမှာ10မိနစ်နဲ့15မိနစ်နိုးလာပြီဆိုတာနဲ့အလင်းရောင်နေအောင်ကြီးအောက်မှာသွားပြီးတော့နေပေးရမယ်အဲ့ဒါနဲ့ပြောင်းပြန်ညနေအိတ်တော်မဲ့အခါရောက်တော့မဲ့အခါမှာ10မိနစ်နဲ့15မိနစ်နေအောင်ကြီးအောက်မှာဒါမှမဟုတ်နေအောင်ကြီးစမ်းစမ်းဝင်သွားတဲ့အခါမှာသွားပြီးတော့ထိုင်နေတိုင်းမထိုင်ခြင်းပြောရင် balcony ရှိရလို့ဆိုသွားပြီးထိုင်နေတိုင်းမထိုင်ခြင်းရင်10မိနစ်နဲ့15မိနစ်အပြင်ထွက်လမ်းလျှောက်လို့ရတယ်စမ်းစမ်းအောက်မှာပြောရင်လမ်းလျှောက်လို့ရတယ် stretching လုပ်လို့ရတယ်ဆိုတော့ပထမဆုံးအလင်းရောင်လူကြတဲ့ခုအနေနဲ့ပြောချင်တာကအစားအစာ food ကျွန်တော်တို့တွေမအိတ်ခင်မှာ2နာရီကနေ3နာရီကြာအစားအစာစားထားစင်တယ်ပြောရင်မအိတ်ခင်မှာအစားအစာရှောင်နေတယ်ဘာလို့လဲကျွန်တော်တို့ဒီအစားအစာတဲ့ပုံမူတည်ပြီးကျွန်တော်တို့ရဲ့ heart rate နှလုံးခုန်တော့မြန်နေတယ်ဆိုရင်ကျွန်တော်တို့အိတ်ရေးကကျွန်တော်အိတ်ရတဲ့ဝင်လဲတဲ့ချိန်မှာတော့လူဒီအိတ်ချိန်မှာအိတ်မှာဒီလိုကျွန်တော်နှလုံးခုန်တော့နှင်းနေတယ်နှလုံးခုန်တော့တာမန် average level လောက်ဖြစ်နေတယ်ဆိုရင်အလိုလိုနဲ့ကျွန်တော်ရဲ့အရေးကအိတ်သွားလိမ့်မယ်ဆိုတော့အဲ့ဒီပုံမူတည်ပြီးကျွန်တော်တို့ကဘယ်လိုလုပ်လို့ရလဲဆိုရင်
အစားအစာပါမူတည်ပြီးတော့ကျွန်တော်တို့ဒီမအိတ်ခင်2နာရီ3နာရီကြာမှစားထားတင်တယ်2နာရီ3နာရီကြော်သွားပြီဆိုရင်ကျွန်တော်တို့အစားအစာနဲ့ပတ်သက်ပြီးမစားထားတင်တော့ဘူးညဘိုက်စားပြီဆိုရင်တော့မှမစားထားတင်ဘူးဘာ snack နေမုံနေကျွန်တော်တို့ကမစားထားတင်တော့ဆိုတော့အစားအစာနဲ့ပတ်သက်ပြီးကျွန်တော်ဘယ်လိုလုပ်ရလဲဆိုရင်မအိတ်ခင်မှာ2နာရီ3နာရီကြာမှစားတာရှောင်တင်တယ်စားချင်ရင်တော့မှအနည်းဆုံး light ဖြစ်တဲ့နည်းနည်းပပဖြစ်တဲ့အစားအစာလေးစားတင်တယ်ဒီလိုကိုကလုံးဝဘိုက်စားနေပြီလုံးဝမခံနိုင်တော့ဘိုက်စားနေပြီဆိုရင် heavy ဖြစ်ပဲနဲ့ light ဖြစ်တဲ့အစားအစာလေးစားတင်တယ်ပြောရင်အဲ့ဒါမှကိုယ့်ရဲ့နှလုံးခုန်လုံး heart rate ကဒိန်းချသွားပြီးတော့နောက်ဆုံးကိုအိတ်တဲ့အခါမှာနူးနူးညံ့ညံ့နဲ့ရေးစစ်စစ်နဲ့အိတ်သွားနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါဒုတိယအနေနဲ့အစားအစာနောက်တစ်ခုကတတိယမြောက်တစ်ခုအနေနဲ့ routine လူတွေအများစုက routine နဲ့ပတ်သက်ပြီးတော့အများကြီးထည့်ကြလိမ့်ရှိတယ်ဥပမာ morning routine ဆိုရင်လည်းနေ့ကမှတရားထိုင်တယ်ဖျားရှိခိုးတယ်အများဆို cold shower ရေချိုးတယ်ပြောရင် cold shower လုပ်တယ်နောက်တစ်ခုကျ reading လုပ်တယ်ပြီးတော့ရင် movement မနေ့ကမှ sunlight တော့ကျွန်တော်ပြောလို့ sunlight အနည်းအောင်ကြီးခံတယ်အပြောင်းအပြင်ထွက်ပြ stretching လုပ်တယ်ပြီးတော့ရင်အများကြီးပဲပြောရင် morning routine မှာတင်အောင် test morning routine မှာတင်အောင်လုပ်မဲ့ဟာတွေအများကြီးပဲပြောရင်အဲ့လိုပဲည evening routine ကျွန်တော်မအိတ်ခင်မှာလုပ်မဲ့ routine ကလည်းအဲ့လိုမျိုးမရှုပ်စီချင်အဲ့တော့ကျွန်တော်ညနေ routine တွေမှာအများကြီးမဟုတ်ဘဲနဲ့အရင် communicated အရင်ရှုပ်သွားတာမျိုးမဟုတ်ဘဲနဲ့နှစ်ခုနဲ့သုံးခုအနည်းဆုံး minimum ထားတင်တယ်အဲ့တော့ညနေ routine ဘာလို့ထားတင်လဲဆိုရင်ကျွန်တော်တို့ရဲ့အဲ့ချိန်မတိုင်ခင်မှာတနာရက်နေတနာရီခွဲခြား60 to 90 minutes ကိုကျွန်တော်တို့က minimum standard ထားတင်တယ်အဲ့လိုလုပ်ထားမှာကျွန်တော်တို့တကယ်တမ်းအိပ်ရဝင်တော့မယ်တကယ်တမ်းအိပ်တော့မယ့်အချိန်မှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်က ready ဖြစ်နေမှာကျွန်တော်ရဲ့ခန္ဓာကိုယ်က relax ဖြစ်နေမှာအဲ့တော့ကျွန်တော် evening routine ကိုကျွန်တော်ဘာလို့လုပ်လို့ရလဲဆိုရင်ပထမဦးဆုံးဒီ routine ကအနည်းဆုံး60မိနစ်ကနေ90မိနစ်ကြာနေစလုပ်ရမယ်ဆိုတော့ဘာတွေလုပ်တင်လဲဆိုရင်ကျွန်တော်ဆိုရင်မင်းကမှကျွန်တော် journaling လုပ်တယ်ကိုယ့်ရဲ့တနေ့တာမှာဖြစ်ပျက်သွားတဲ့အရာတွေကိုကျွန်တော်ပြန်ပြီးတော့ကိုပြန်ပြီး reflect လုပ်တယ်ဒီနေ့ဘာဖြစ်သွားလဲဘာကောင်းတာဖြစ်သွားလဲဘာဆိုးတာဖြစ်သွားလဲဘာအမားတွေလုပ်ခဲ့လဲအဲ့ဒီအမားတွေနဲ့ကိုဘာတွေတင်ယူရမလဲဘာတွေတင်ယူနိုင်လဲဆိုပြီးတော့ကိုပြန်ပြီး reflect လုပ်တယ်ပြီးတော့တဲ့အခါမှာကျွန်တော်ဘာလုပ်လဲဆိုရင် stretching လုပ်တယ်အကြောလျှော့တယ်ကိုယ့်ရဲ့ heart rate ကိုလုံးဝအနည်းဆုံးဖြစ်သွားလုံးဝအတက်နိုင်ဆုံးအနည်းဆုံးဖြစ်သွားအောင်မဲခင်မှာ stretching လုပ်တယ်အကြောလျှော့တယ်အိပ်ဖို့အတွက်ရောက်တဲ့အချိန်မှာကျွန်တော်ရဲ့ body muscle တွေကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအားစကျွန်တော် relax ဖြစ်နေပြီအိပ်ဖို့အတွက်လုံးဝအဆင်ပြေသွားတယ်ဆိုတော့တင်းအနေနဲ့ညမအိပ်ခင်မှာ60 to 90 minutes routine တစ်ခုရှိတင်တယ်အဲ့ဒီ routine ထဲမှာတင်းစိတ်ကြိုက်ပုံမူတည်ပြီးတော့အမျိုးမျိုးထည့်လို့ရမယ်ဒါပေမဲ့အနည်းဆုံး minimum 2ခုနဲ့3ခုပဲ2ခုနဲ့3ခု activity ပဲရှိတင်တယ်အဲ့ထက်ပိုပြီးတော့လည်းမလုပ်တင်ဘူးလုပ်ဖို့လည်းကျွန်တော်အချိန်မပေးဘူးအဲ့ဒီအောက်နဲလေအစဉ်အဲ့ဒီအောက်နဲအောင်ပြရလားဆိုတော့လုပ်ရင်ပိုကောင်းတယ်ဘာလို့ဆိုရင်တစ်ခုနဲ့2ခုဆိုရင်ကျွန်တော်လုံးဝမရှုပ်တော့တစ်ခုနဲ့2ခုဒီ2ခုလုပ်ပြီးဆိုရင်ကိုရီးယားအိတ်လို့ရတယ်ဆိုတော့တစ်ခုနဲ့2ခုဆိုရင်ပိုပြီးတော့အဆင်ပြေတယ်3ခုနဲ့4 2ခုနဲ့3ခု minimum ထားပြီးတော့လုပ်စေချင်တယ်လုပ်တင်တယ်ဆိုတော့ idea ပေးရဒီထဲမှာ query လောက်မယ် idea ပေးရမယ်ဆိုရင်ခုနကကျွန်တော် journaling လုပ်လို့ရတယ်ကိုယ့်ရဲ့တနေ့တာကိုပြန်ပြီး reflect လုပ်လို့ရတယ်ဒါမှမဟုတ်လဲကိုကစာဖတ်ရကြတဲ့လူဆိုရင်စာဖတ်လို့ရတယ်စာဖတ်တဲ့နေရာမှာလည်းအရင် heavy ဖြစ်တဲ့လုံးဝ mystery လုံးဝလူတက်တဲ့ဟာတွေလုံးဝကိုယ့်ရဲ့ heart rate ကိုလုံးဝမြင့်သွားတဲ့စာအုပ်မျိုးမှာတော့မဖတ်စေချင်ဘူး light ဖြစ်ပြီးတော့တက်တောင့်တက်တာ relax ဖြစ်တဲ့စာအုပ်မျိုးဖတ်စေချင်တယ်ဆိုတော့ reading ပြီးတော့ရင် meditation လုပ်လို့ရတယ်ဒါမှမဟုတ်လည်းအများစုဒါတော့သိမသိကြပါဘူးသူကဘယ်လိုခေါ်လဲဆိုတော့ breath walking လို့ခေါ်တယ်ပြောရရင်ကျွန်တော်တို့ရဲ့လေဝင်လေထွက်ပုံတည်ပြီးတော့ကျွန်တော်တို့ကကိုယ့်ရဲ့နှလုံးခုန်နှုန်း heart rate ကိုလည်း short လို့ရတယ်ဆိုတော့ဒါတော့ generally အရာပြပြသွားတဲ့ activity ပဲဖြစ်ပါတယ်အထက်ပို့ပြီးတော့သိချင်တယ်အထက်ပို့ပြီးတော့ဖြစ်ချင်တယ်ဆိုရင်ကျွန်တော်တို့ Pinterest တို့ YouTube မှာဆိုလည်းအများကြီးရှာလို့ရတယ် sleep routine နဲ့ပတ်သက်ပြီးတော့ habits တွေ activity တွေကိုယ့်ရဲ့ favorable မူတည်ပြီးတော့ကိုလုပ်ချင်တဲ့ဟာပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ activity ကိုယ့်ရဲ့ habits တွေအများကြီးပြန်ပြီးရွေးချယ်လို့ရတယ်ဆိုတော့ဒါတော့ routine နဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေအားလုံးပါဒါတော့ routine နဲ့ပတ်သက်ပြီးတော့ကိုအိတ်ခင်မှာကိုယ့်ရဲ့ heart rate ကို short ချလို့ရတဲ့ပုံမျိုးနဲ့60 to 90 minutes wind down relax တဲ့ပုံမျိုးနဲ့ကိုဒီ routine တစ်ခုလုပ်သွားလို့ရတယ်နောက်တစ်ခု bonus နဲ့ပြောချင်တာဒီကိုတွေညဖုန်းသုံးတယ်ည social media ကြီးကြည့်တယ်ည laptop တွေသုံးတယ် laptop တွေကြည့်တယ် social media တွေကြည့်တယ်ဆိုရင်တက်နိုင်ဆုံး blue light ကို short ချစေချင်တယ်ကိုရဲ့ဖုန်းမှာကိုရဲ့ laptop တွေမှာ blue light
ကိုရှော့ချလို့ရတဲ့ feature တွေလည်းအများကြီးရှိတယ် setting လည်းအများကြီးရှိတယ်တော့ပြီးတော့ရှော့ချလို့ရတယ် phone မှာဆိုတော့ကိုယ့်ရဲ့ display ထဲမှာ brightness တွေမှာတော့ပြီးတော့ရှော့ချလို့ရတယ်လို့ laptop တွေမှာဆိုလည်း blue light ကိုရှော့ချပြီးတော့ warm ဖြစ်တဲ့နည်းနည်းလေးအရောင်နည်းနည်းလေးဝါသွားပြီးနီသွားတဲ့အရောင်လေးတွေလည်းလုပ်လို့ရတယ်ဒါတွေကကိုယ်ရုပ်ရှင်ကြည့်တာဖြစ်ဖြစ်ကိုယ် social media သုံးတာကိုယ်မအိတ်ခင်မှာဖုန်းသုံးမိတာ social media သုံးမိတာဆိုလည်းကိုယ်မအိတ်ခင်မှာဖုန်းသုံးတာ social media ပြောရင်မအိတ်ခင်မှာဖုန်းသုံးတာ social media သုံးတာတော့အသက်နိုင်ဆုံးမလုပ်စေချင်ဘူးအသက်နိုင်ဆုံးရှောင်တင်တယ်ဒါပေမဲ့ကိုရီးယားမအိတ်ခင်မှာအရေးကြီးတဲ့ဟာတခုဘယ်လိုဖြစ်ဖြစ်ဒါမှမဟုတ်တခုကိုလုံးဝမယ်ဆိုတာဖြစ်ဖြစ်ဖုန်းသုံးရအောင်မယ်ဆိုရင်laptop ကိုသုံးရအောင်မယ်ဆိုရင်အသက်နိုင်ဆုံး blue light ကို short ချစေချင်တယ်တနိုင်ဆို blue light ကို short ချပြီးတော့နည်းနည်း red light ဖြစ်ဒါမှမဟုတ်နည်းနည်း warm ဖြစ်တဲ့အရောင်လေးဖြစ်နေပို့ပြီးတော့အဆင်ပြေပို့ပြီးတော့ကောင်းတယ်ကျွန်တော်ရဲ့အေးအေးကိုပို့ပြီးတော့တက်မှုရှိစေတယ် effective ကိုဖြစ်စေတယ်ဒါတော့နောက်တစ်နည်းပါကိုရီးယားအေးအေးကိုကောင်းကောင်းနဲ့ energy ရှိနဲ့အေးအေးကိုကောင်းကောင်းအေးပြီးမနေ့ကမှကြာ energy ရှိနဲ့ထားလာအောင်ပေါ့ဆိုတော့အကုန်လုံးပြန်ပြီးချုပ်ပြောရဆိုရင်ဒီနေ့ကျွန်တော်တို့ဒီနေ့ဗီဒီယိုမှာအလင်းရောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မနေ့ကမိုင်းမှာနိုးလာပြီဆိုတာနဲ့ချက်ချင်းအေးရတွေထားလာပြီဆိုတာနဲ့10မိနစ်ကနေ15မိနစ်ညောင်ကြီးအောက်မှာနေဦးစားသွားလုပ်စီခြင်းနဲ့နောက်တစ်ခုကကြာကိုယ် sunset နေမဝင်ခင်မှာ10မိနစ်15မိနစ်အပြင်သွားပြီးတော့လမ်းလျှောက်စီခြင်းနဲ့ဒါမှမဟုတ်လေကိုက warna ရှိတယ်ဆိုရင် warna ထွက်ပြီးတော့ warna အောက်မှာ10မိနစ်15မိနစ်လောက်နေစီခြင်းနဲ့ကိုယ်ရဲ့ခဏပေါ်မှာရှိတဲ့ circadian rhythm ကိုယ်ရဲ့ခဏပေါ်မှာရှိတဲ့ပြောရရင်ခုနကျွန်တော်ဗီဒီယိုရဲ့အစပိုင်းမှာပြောခဲ့တဲ့ SCN ဆိုတဲ့ cell ကိုညောင်ကြီးအလင်းရောင်ရဲ့အတက်အကျပုံမူတည်ပြီးတော့ကျွန်တော်ရဲ့ခန္ဓာကိုယ် body ကိုကောင်းကောင်းလေးလေပတ်စေခြင်းနဲ့ကောင်းကောင်းလေးလှုပ်ရှားစေခြင်းနဲ့ဆိုဒီတစ်ခုနဲ့အစားတောင်းနဲ့အစားတောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အိတ်ခင်မှာ2နာရီ3နာရီကြာစောစားထားတဲ့နဲ့မအိတ်ခင်မှာလည်းအရင် heavy ဖြစ်တဲ့အစားအစာတွေအရင်ပြောရရင် carbohydrate အများကြီးပါတဲ့အစားအစာတွေမစားစေချင်ဘူးကိုကလုံးဝဗိုက်စာနေပြီမအိတ်ခင်မှာဗိုက်စာတယ်နည်းနည်းလေးဗိုက်စာတယ်နည်းနည်းဗိုက်ကလည်းနည်းနည်းဦးနေဆိုရင်တော့မှနည်းနည်း light ဖြစ်တယ်နည်းနည်းပေါ့တဲ့အစားတော်ပြောနည်းနည်းလေးပြောရရင်တေးစားလေး snack လေးစားတာပို့ပြီးတော့ဆင်ပြေပို့ပြီးတော့ကောင်းတယ်။နောက်မိတ်ကမှာ2နာရီ3နာရီကြာစောပြီးတော့အစားကိုပို့ပြီးတော့စားထားတင်တယ်။နောက်ဆုံးနေတဲ့ routine ကိုမိတ်ခင်မှာအနည်းဆုံး60 to 90 minutes routine တစ်ခုထားရမယ်ထားစီခြင်းနဲ့အဲ့ဒီ routine ထဲမှာကိုစိတ်ကြိုက်ကို relax ဖြစ်စေကိုရဲ့ heart rate ကို relax ဖြစ်စေတဲ့ activity တွေလုပ်လို့ရတယ်။ဥပမာ journaling လုပ်လို့ရတယ် reflection ကိုရဲ့တနေ့တာဖြစ်ပျက်သွားတဲ့အကြောင်းအရာတွေဘာကြီးကောင်းခဲ့လဲဘာကြီးဆိုးခဲ့လဲအမားတွေဘာကြီးသင်ရမလဲဆိုတော့ reflection လုပ်လို့ရတယ်အဲ့မှာမဟုတ် meditation တရားထိုင်လို့ရတယ်ဒါမှမဟုတ်လဲ breath walking လေဝင်လေထွက်လုပ်လို့ရတယ်အကုန်လုပ်လို့ရတယ်ကိုယ့်ရဲ့ heart rate ကို short ချသွားလို့ရမယ့် activity နဲ့ပတ်သက်ပြီးတော့ကိုယ်ကအကုန်လုပ်လို့ရတယ်ပြီးတော့မှနောက်ဆုံးကိုယ်တွေနည်းနည်းချိုက်နဲ့ကိုယ်ရဲ့အေးအေးကိုကောင်းကောင်းလေးအေးလိုက်လို့ရမယ် laptop phone တွေမှာသုံးပြီးဆိုရင်လည်း blue light မဟုတ်ဘဲနဲ့ red light ပြောင်းစေချင်တယ် red light ပြောင်းစေချင်တယ်ကိုယ့်ရဲ့ screen warm ဖြစ်တဲ့ပုံစံမျိုးလုပ်စေချင်တယ်ဆိုတော့ recap လုပ်ရင်ဒါတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာပြပြသွားခဲ့တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်စမ်းလုပ်ကြည့်ပါဘာအရှုံးမှမရှိပါဘူးဘာမှနစ်နာမှုလည်းမရှိပါဘူးကိုရီးအေးရေးကိုကိုရီးရဲ့ဘဝကိုပို့ပြီးတော့ကောင်းလဲတော့ပို့ပြီးတော့ပြောင်းလဲသွားစေနိုင်တယ်ဆိုတော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲဒီလိုမျိုးဗီဒီယိုတွေ content တွေကိုလည်းဆက်ပြီးကြည့်ချင်တယ်တင်စေချင်တယ်ဆိုရင်လည်း subscribe လုပ်သွားခဲ့လို့ရပါတယ်ဆိုတော့အားလုံးပဲနောက်ဗီဒီယိုတွေမှာတွေ့ကြပါမယ်တာယာလှပတဲ့နေ့လေးပတ်စံနေပါစေ